Hi Gemini ဆိုတော့ဒီ March လအတွက် collective love reading လေးလုပ်ပေးမယ်နော်အဲ့ဒါကြည့်ဟုတ်လားMy God. Okay. Oh. Some lively. ကြည့်ရတော့အများစုကတော့ယောက်ျားလေးဆိုရင်လေ main ကလေးအများကြီးပဲသိလား player လို့မဆိုလို့ပါဘူးဟိုရှုပ်ပွေလို့လည်းမပြောပါဘူးဒါပေမဲ့သူ့ဘေးနာမှာ main ကလေးအများကြီးပဲလို့ main လေး energy ပေါ့နော်အခုလက်ရှိတွဲနေတဲ့ main ကလေးကခက်ဟော့ဟော့ကသူ့နဲ့ကပြတ်မှာပေါ့နော် broken promises တွေဖြစ်သူနဲ့ပေးထားတဲ့ကတိတွေကကိုယ့်ဘက်ကလည်းမတီးနိုင်တယ်လို့သူ့ဘက်ကလည်းမတီးနိုင်ဘူးဖြစ်တယ်အခုလောလောဆယ်ကတော့ major breakthrough ဒီကနေပြီးတော့73ရက်အတွက်မှာ major breakthrough လေးရှိတယ်ဆိုတော့ကိုလည်းအခုလောလောဆယ်ထွေပြားတယ်နော် confident မရှိဘူးထွေပြားနေရယ်ဆိုတော့တချို့တော့သူတွေကဒီအခုလက်ရှိတွဲနေတဲ့ main ကလေးတို့မျိုးယောက်ျားလေးနဲ့ပေါ့နော်ဘဏ်အကောင့်တူထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အတူတူတွေးထားတဲ့အနာဂတ်တွေပေါ့အတူတူလုပ်မယ်လို့ပြောထားတဲ့အရာတွေစုထားတဲ့အရာတွေဒါမှမဟုတ် share အစု share အတူတူထားဆိုလဲအဲ့ပြန်ပြီးတော့ခွဲခြမ်းစိတ်ဖြာတာမျိုးပေါ့လေနော်အဲ့လိုမျိုးလေးတော့တွေ့တယ်ဆိုတော့ lava reverse ကြ lava reverse ကြရဲ့အဓိပ္ပာယ်က lava ရဲ့အဓိပ္ပာယ်ကနှစ်ယောက်ကိုပြိုင်ပြီးတော့ရွေးချယ်ရပေါ့နော်ချစ်ချင်းမြတ်တာနှစ်ခုရွေးချယ်တဲ့အခါမှာဒီတယောက်ကိုမရွေးချယ်ဖြစ်တော့ဘူးပေါ့နော် four of one in reverse က force dream ပေါ့သူ့နဲ့ကိုယ်နဲ့စိတ်ချင်းကိုက်ညီမှုမရှိဘူးဆိုတဲ့အခါကျတော့ကြမ်းမြင်ပြောရရင်ပြတ်သွားပါတော့ခွာပြေးသွားပါပြေးသွား so free shuffle မှာတွေ့ရတော့ break up တခုတွေ့ရယ် break up တခုတွေ့ရယ်ဆိုတော့တစ်ဖက်လူကလည်းကိုယ်ကစားသွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရယ် Gemini လေးရလေဆိုတော့ကိုကလည်းဒီဟာကိုတိတ်ပြီးလက်ခံတဲ့အထဲမှာမပါဘူးဆိုတော့အဲ့လိုမျိုးလေးပြတ်ဆဲသွားတွေ့ရယ်ဒါပေမဲ့လေကိုယ်ဘေးနာမှာကိုယ်ကမှတောက်ရှာဟိုးရင်ထဲကနေစပြီးတော့ချစ်ခင်ပေးခဲ့သစ္စာရှိခဲ့သူတယောက်လည်းရှိရဲဒါတော့ X energy ဖြစ်မယ် Hello ဆောနာရပြောနေတဲ့ဗီဒီယိုလေးကကတ်အောက်ဖြစ်သွားလို့ပေါ့နော်ပြန်ဆက်တာဆိုတော့ Gemini ဘာတွေ့လဲဆိုရင်ကဲပြီး Gemini ယောက်ျားလေးဆိုရင်ဘီနာမှာ main ကလေး energy 3-4ယောက်လောက်ရှိရဲဆိုတော့ player လို့ဆိုအောင်မဟုတ်ဘူးเนาะကိုပွေရဲရှုပ်တယ်လို့ပြောအောင်မဟုတ်ဘူးဒါပေမဲ့ကိုပုံမှာအမြဲတမ်းဂယူးစိုက်ပြီးတော့ကျင်နာပြီးတော့ဖုန်းတစ်ချိန်လုံးဆက်စာပို့နေတဲ့သူရှိရဲအဲ့ဒါကြတော့ X energy တော့မခံစားဘူးပေါ့နော် X energy တော့မခံစားဘူးတကယ်ချင်းမကြပါမကြပါအဲ့တယောက်ရှိရဲနောက်တစ်ခုကကြတော့နောက်တစ်ယောက်ကကြတော့အခုလက်ရှိတွဲနေတဲ့ main ကလေးပေါ့နော်လက်ရှိတွဲနေတဲ့ main ကလေးကတော့ပို့ပြတော့ရဲ့စာရယ်ဟောပြောပြတော့ရဲ့စိတ်ကလုံးနဲ့ခုလောဆိုတော့နာကြီးနေခံစားချက်ကဘယ်လိုလဲဆိုရင်ခံစားချက်ကသူနဲ့ပတ်သက်ပြီးတော့နည်းနည်းလေး bad memories တွေများနေတာပေါ့နော်ကောင်းတာတွေထပ်ဆိုင်ကြည်နူးစရာတွေထပ်ဆိုင်နာကြီးစရာတွေနဲ့ဝမ်းနေစရာတွေပဲညားနေဆိုတော့စိတ်တော့မရှိတော့ပြတ်သွားပြီပေါ့ခုနေထားလေဆိုတော့
ဒါ general reading ဖြစ်တဲ့အတွက် Gemini နဲ့အကုန်လုံးဆိုလိုတာမဟုတ်ဘူးပေါ့နော်ဆိုတော့ take it what is resonate ကိုနဲ့သက်ဆိုင်တာလေးပဲယူပေးပါနော်တချို့တော့ message တွေကသူသိဖို့လိုရဲသူရှိလို့ပဲဒီပေါ်ထွက်လာတာပေါ့နော်ဆိုတော့ Sona spread မှာဘာတွေးလိုက်လဲဆိုရင်သူကအကယ်၍ပေါ့နော်ဟိုခုလောလောဆယ်အလုပ်ဝင်နေတဲ့သူတွေပေါ့လေအလုပ်ဝင်နေတဲ့သူတွေဆိုတော့အလုပ်ပြောင်းရွှေ့ရဖို့တွေ့ရနေပါရေးသွားဖို့အမိန်ကြလာမျိုးရှိနိုင်တယ်ပေါ့နော်အဲ့လိုလေးတွေ့ပါတယ်ဂျာအစနာနဲ့ဒါပဲထွက်တာပါဆိုတော့တော်တော်များကတ်တွေက reverse တွေထွက်လာကျွန်တော်ပုံမှန်ဆိုရင်ဒီလိုကတ်ဆောက်ထိုးမဖတ်ဘူးကတ်ဆောက်ထိုးမဖတ်ပေမဲ့ဒီမှာကဘယ်လိုတွေ့လဲဆိုတော့နည်းနည်းလေးပေါ့စိတ်ကကိုယ်စိတ်ကနည်းနည်းလေးဟိုဖက်ရအောင်လေသူ့လိုက်ပြီးကြည့် social media တွေမှာ like တော့ကြည့်ဖြစ်တယ်ဒါပေမဲ့ဘယ်လိုလဲဆိုတော့နာကြီးဘာလုပ်နေလဲမသိဘူးဆိုတော့စိတ်ကြီးနေပါတော့ green eyes နဲ့တော့လိုက်ကြည့်ဖြစ်နေဆိုတော့စကားအရင်ပြောချင်တယ်ခုပြတ်သွားတဲ့သူကိုဒါပေမဲ့မပြောဖြစ်တော့ဘူးเนาะမပြောဖြစ်တော့ဆိုတော့လိုပဲဝေးသွားမှာပါ Gemini ရဲ့ဒီ love life ကပေါ့နော်ရှေ့လျှောက်ပါဖြစ်ဖို့ရှိတယ် Okay you can move on လုပ်နိုင်မှာပါနော် move on လုပ်နိုင်မှာပါဆိုတော့တချို့တော်သူတွေပေါ့လေနော်တချို့တော်သူတွေကဒီ Gemini နဲ့မှာယောက်ျားလေးပါတယ်ဆိုရင်တော့စောနာတော့ကိုယ့်ပေါ်အမြဲကယူဆိုင်နေတဲ့သူစီကနေပြီးတော့အကျဉ်းသားစကားလေးကြားဖို့ရှိတယ်ဆိုတော့ဒီလိုတနေ့ပြောနေ view site နေရနေပြီးတော့တဆင့်တက်ပြီးတော့ချက်ချင်းမြတ်တာစကားလေးပါကြားဖို့ရှိတယ်ပေါ့နော်အဲ့လေးတွေ့ရတယ် Okay backstabbing talking around နော်ခုလောဆယ်ခုပြတ်သွားရေးစားပြအခုရေးစားပြတ်သွားရဲဆိုရင်လေကောင်းတယ်တလားဘာဖြစ်လို့လဲဆိုတော့လေမဟုတ်ကောင်းတယ်ဆိုတာလေဟိုလိုမျိုးပြောရမို့သူကလေအရင် toxic ဖြစ်တဲ့အတွက်ဒီ relationship နဲ့ကင်းဝါလေခံစားချက်အရင်အဆင်ပြေသွားတယ်တလားဘာဖြစ်လို့လဲဆိုတော့လေပေါ့ပါဟောစိတ်မညစ်ရတော့စိတ်အိတ်ရှုပ်နေတဲ့ဟာကြီးကတက်တာဝါပေါ့နော်မချန် heartbreaks ရဲ့ cut down ရဲ့တိကနေဖြစ်သွားဆိုတော့တော်တော်ခံစားရမှာပေါ့နော်အဲ့တော့အခုဒီတလားကနေ4လအတွင်းကလုံးဝ healing ကာလဖြစ်တယ် healing ကာလဖြစ်တယ်အဲ့ချက်ကိုလည်းမေးဘူးချက်တစ်ချိန်လုံးလိုက်တော်နေချက်တာလည်းနေတယ်ပဲဒီတော်နေGemini လေးက healing ကာလမှာအချစ်တရားဖို့ရှိနိုင်တယ်နော်ဒါပေမဲ့အဲ့အချစ်တဲ့နဲ့ဆက်သွားမှာလားဆက်မသွားဘူးလားဆိုတော့ဒီမှာအဲ့လောက်ကြီး energy strongly ပုံမပြထားဘူးပါတလားဆိုတော့ဆွဲနေအရာတခုကျွတ်သွားမယ်ပေါ့နော်အခုလိုလာစေရ Okay ဆွဲနေအရာတခုက maybe game ဆွဲနေရဆိုတယ်game ဆွဲနေရတော့ဒါမှမဟုတ်အရက်ပေါ့အလွန်ကျုံတောင်းနေရလို့ဆိုရင်ဒီ March လနဲ့စပြီးတော့73လအတွင်းပေါ့နော်ပြတ်သွားမယ်လုံးဝပြတ်သွားမယ်မကောင်းတာတိတ်မလုံးဖြစ်တော့ဘူးပေါ့ဒီတဲခွဲကိစ္စလည်းပါတယ်အဲဒါကြောင့်မကောင်းတာတိတ်မလုံးဖြစ်တော့ဘူးနော်အရှင်တော့လုပ်တယ်လို့ပြောမို့နော်မကျ addiction တချို့တော့တွေတော်တော်လေးဆွဲလန်းနေရရှိရဥမာအေးပေါ့လေနော်ဟိုဝိရဆိုတော့မဆိုလိုပါဘူးနော်ဆိုတဲ့အခါကျတော့ကိုမကောင်းတဲ့ habits တွေရှိနေတာပေါ့နော်ကျွန်တော်ဆိုရင် data ရန်သုံးတယ်လေအဲ့လိုမျိုးလေးပေါ့ရှိမယ် game ဆော်ရှိမယ်ဖဲရိုက်တာရှိမယ် shopping အလွန်ကျွံထွက်တာရှိမယ်ရက်တွေတောက်တာရှိမယ်မကောင်းတဲ့အကျင့်လေးပေါ့နော်ဒါလေးတော်တော်များအလွန်ကျူးဖြစ်နေတဲ့အရာလေး short ဖြစ်ပြီးလုံးဝ cut out ဖြစ်သွားမှာဆိုတော့အကောင်းဖက်ကိုသွားနေပါ energy ကလေဆိုတော့ Gemini လေး fight တယ်အားပေးရမယ့်အနေထားတော့သူကခုလောဆယ်စိတ်ကိုအေးနေအောင်ထားပြီးတော့ဒီကာလကိုကြောဖြတ်ရမယ့်ပုံစံတွေ့ပါတယ်ဆိုတော့ဘေးနားမှာလည်းကိုချစ်ပေးနေတဲ့သူရှိနေပါတယ်2ယောက်3ယောက်လောက်တွေ့ရနော်ဆိုတော့ Okay
ဘာခံစားမိလဲဆိုတော့လေတော်တော်လေးဒီခံစားနေရမှာဘာဖြစ်လို့လဲဆိုတော့ तू ကတချို့တော့အရာတွေကဘယ်လိုမှမေးဖြောက်လို့မရတော့ကိုယ်စိတ်ထဲမှာလုံးဝအောင်တက်တူးထိုးထားတယ်လို့မျိုးကြောက်စာတစ်ခုရေးလိုက်တယ်လို့မျိုးဖြစ်သွားတယ်တချို့ moment တွေရဖြက်လုံးလေးကဖြောက်လို့မရအောင် तू အရင်ချစ်ခဲ့တဲ့အခါကျတော့လေနော်ဆိုတော့ lesson learn ပေါ့နော် lesson learn deeply ဒီဟာဘဝရဲ့အချိုးကွေ့ပါပဲဘဝရဲ့အချိုးကွေ့ပဲခါလေးစား love life မှာလေဘယ်လိုမျိုးကိုယ့်ဘဝမှာ lesson တစ်ခုပေါ့အကြီးအကျယ်ရလိုက်တာမျိုးမှာကိုယ့်ရဲ့အတွေးအမြင်တွေပြောင်းသွားရှိရဘဝပေါ်မှာတွေ့ရအတွေးအမြင်တွေပြောင်းသွားရှိအဲ့လိုပုံစံလေးတွေ့ရတယ်နော်ဆိုတော့ Gemini လေး fighting ဒီရပိုင်းတော့ရှေးမှတ်တော့အေးဝအေးနော်စားမှတ်စားနော် so လောက်ပါပဲဒီနေ့ဗီဒီယိုကတော့ now အခုခေါက်ကြရင် zodiac reading လေးဖတ်တာကြိုက်တယ်ဆိုရင် comment မှာပေးထားခဲ့မေးချင်တာ share ဆိုရင် comment မှာပေးထားခဲ့ဗီဒီယိုကြိုက်တယ်နှစ်သက်တယ် energy ကြိုက်တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော် bye bye